Remote သွားနေပြီဆိုတဲ့ program ကိုအခုဒီနေ့ကနေစတင်ပါမယ်ကျွန်တော်အခုရောက်နေတဲ့နေရာကတော့မကွေးတိုင်းအစုံချင်းပြည်နယ်အစဖြစ်ပါတယ်ကျွန်တော်ရဲ့ခီးစဉ်ဟာချင်းပြည်နယ်မှာရှိတဲ့နတ်မတောင်ကနေချင်းပြည်နယ်မြောက်ဘက်မှာရှိတဲ့ဂရိရေကန်တီကိုကျွန်တော်ခီးဆက်ပါမယ်ကျွန်တော်ခီးစဉ်တစ်လျှောက်မှာမြို့များရွာများချင်းတိုင်းရင်းသားများရဲ့ဓလေ့ထုံးတမ်းအစဉ်အလာများရိုးရာယဉ်ကျေးမှုများတဲ့ကပြည်သက်စိတ်ဝင်စားမဲ့ပြည်သက်တဲ့ထူးခြားမှုရှိမဲ့အကြောင်းအရာအချက်လက်များကိုကျွန်တော်ရှောက်ပွေပြီးရိုက်ကူးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ခီးစဉ်အစဟာနတ်မတောင်စတင်ပါမယ်နတ်မတောင်ဟာလေးမြရတဲ့တောင်တစ်ကောင်မှာမြန်မာလိုကြတော့နတ်မတောင်ချင်းလိုကြတော့ခေါနုံမထုံးအင်္ဂလိပ်တွေကတော့ Mount Victoria ပါဠိလိုကြတော့ဇေယပပရလို့မြည်ရတဲ့လေးမြတောင်တော်ဖြစ်ပါတယ်ဒီတောင်ဟာအမြင့်ပေ1200ရှိပြီးချင်းပြည်နယ်ရဲ့အမြင့်ဆုံးတောင်တော်ပါထူးခြားတာတစ်ခုကတော့ဒီတောင်ဟာမြေသားတောင်ဖြစ်တဲ့အတွက်အရှိတောင်အာရှရဲ့အမြင့်ဆုံးတောင်ကမ္ဘာပေါ်မှာတတိယအမြင့်ဆုံးမြေသားတောင်ဖြစ်တယ်လို့ကျွန်တော်လေ့လာမှတ်သားခဲ့ရပါတယ်အခုကျွန်တော်ရဲ့နတ်မတောင်ခီးစဉ်မှာလမ်းမှာရှိတဲ့မြို့များရွာများပြီးတော့ချင်းတိုင်းသားတွေဟာဘလို့နေထိုင်ကြတယ်ဘလို့ယဉ်ကျေးမှုရှိလဲပြီးတော့သူတို့ရဲ့ထုံတန်းအစဉ်လာဟာဘလို့များလဲဆိုတာကိုကျွန်တော်ရှောက်ပွေရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျ
ကျွန်တော်အခုရောက်နေတာကမ်ပက်လက်မြို့ကမ်ပက်လက်မြို့ကအမြင့်ပေ4500ပုံမှန်တည်ရှိတယ်တောင်ပေါ်မြို့လေးတစ်မြို့အဲ့မြို့ကနေပြီးတော့ကျွန်တော်ရဲ့ပထမပိုင်းစီစဉ်ဖြစ်တယ်ဒီဝီဒိုရီယာတောင်တက်ရတာဒီကမ်ပက်လက်မြို့ကအသင့်တော်ဆုံးပဲအဆင်ပြေဆုံးပဲဟိုကမ်ပက်လက်မြို့ရဲ့အနောက်ဘက်မှာခက်ပြပြလေးမြင်နေရတာအဲ့ဒါဝီဒိုရီယာတောင်မောက်ဗီဒိုရီယာဒီမြို့ရဲ့ထူးခြားချက်တစ်ခုကတော့ဒီကမ်ပက်လက်မြို့လေးဟာသူကအင်္ဂလိပ်လက်ထက်တုန်းကကျွန်တော်ပြင်ဦးနေလို့ပဲသူကအင်္ဂလိပ်အစိုးရဝန်ထမ်းတွေအရာရှိတွေကဒီမြို့နွေရသည့်အပန်းဖြေစခန်းဖြစ်အသုံးချခဲ့တယ်အခုဒီမြို့မှာအင်္ဂလိပ်လက်ထက်ကအကျွမ်းကျအဆောက်အဦတွေလည်းရှိတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာပေါ့လေဒီမြို့တစ်မြို့ရဲ့အမည်နာမဟာတချို့အကြောင်းအရာလေးတွေတချို့အဖြစ်အပျက်လေးတွေသမိုင်းကြောင်းလေးတွေပေါ်မူတည်ပြီးတော့ဒီမြို့ရဲ့နာမည်ပေါ်ပေါက်ခဲ့တယ်လို့မျိုးပဲဒီကမ်ပက်လက်မြို့ကလေဘာဖြစ်လို့ကမ်ပက်လက်မြို့လို့ခေါ်ရလဲဆိုတဲ့အကြောင်းရင်းလေးကသူ့မှာရှိတယ်အဲ့အကြောင်းလေးကိုဒီမြို့ကန်တွေနဲ့ကျွန်တော်ဆက်လက်ဆွေးနွေးပြီးတော့တင်ပြသွားမှာကျွန်တော်သိချင်တာတစ်ခုရှိလို့ပါဟုတ်ကဲ့ဘာဖြစ်လို့ကမ်ပက်လက်မြို့လို့ခေါ်လဲလို့သိချင်ကျွန်တော်လည်းနည်းနည်းကြည့်ပြီးတော့မှရောက်တာဟိုမြို့ဟောင်းမှာရေကန်ရှိတယ်ဟုတ်ကဲ့အေးရေကန်ရဲ့ဟိုကြည်လင်မှုကိုဟိုပါပေါ့ဗါလဲကြည်လင်မှုကိုပလဲလို့သတ်ပါတယ်ဆိုတော့ကံပလဲလို့ဒီရေကန်ကိုအစွဲပြီးခေါ်တာဦးလေးနေနဲ့ဘာဖြစ်လို့ကမ်ပက်လက်မြို့လို့ခေါ်လဲဆိုတော့အကြောင်းရင်းများပြောပြနိုင်ဟုတ်ကဲ့ကျွန်တော်သိတဲ့လောက်ကတော့ကျွန်တော်တို့ဗီဒိုရီယာဘရင်ကြီးအင်္ဂလိပ်ဖြစ်တာပေါ့ဗျာဗီဒိုရီယာဘရင်မကြီးကဒီမှာလာပြီးတော့မှသူတောင်စကန်တွေလာဖွင့်တာပေါ့ဖွင့်တဲ့အခါမှာကျွန်တော်တို့ဒီမျိုးဟောင်းလေးမှာကန်နေတဲ့ကန်ရှိတယ်ဟုတ်ကဲ့ဒီကန်လေးကိုအတီးတို့မှဒီမျိုးကိုတော့ကမ်ပက်လက်မျိုးလို့ဟိုပြည့်စုံမှကောင်းမယ်ဒီမှာဒီကကမ်ပက်လက်မျိုးပေါ့လေအဲ့ဒီကန်ထဲမှာကွာဘလဲလုံးရှိတယ်တဲ့အဲ့ဒီဘလဲလုံးကိုသူတို့ကခေါ်တာပေါ့လေအရင်မှာတော့ကန်ဘလဲပေါ့နော်ကန်ဘလဲကနေဘယ်လိုလဲအဲ့ဒီဘလဲလုံးကိုသွားကောက်မဲ့အချိန်မှာအဲ့ဒီလူကလဲသွားတာပေါ့လေပက်လက်လဲသွားတာပေါ့အဲ့ဒါနဲ့တော့ကန်ပက်လက်ဖြစ်သွားတယ်